ခေတ်သစ်တစ်ခုစတင်ပြီးဖြစ်တဲ့ Premier League အားလုံးပဲမင်္ဂလာပါ 1H2 ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Ferguson အနားယူခဲ့တဲ့2013ခုနှစ်နောက်ပိုင်းအင်္ဂလန်ဘောလုံးလောကရဲ့အကြီးမားဆုံးအပြောင်းအလဲကြီးတစ်ခုကတော့ပြီးခဲ့တဲ့ရာသီမှာတကယ်ပဲဖြစ်ပျက်ခဲ့ပါပြီ။ Manchester City မှာဆယ်စုနှစ်တစ်ခုကြာစိုးမိုးခဲ့တဲ့နီးပြကြီး Pep Guardiola တယောက်ထွက်ခွာသွားခဲ့တယ်လို့ Liverpool အသင်းရဲ့ဂန္ဓဝင်တိုက်စစ်မှု Mohamed Salah ကလည်း Anfield ကွင်းကြီးကိုမျက်ရည်တွေနဲ့နှုတ်ဆက်သွားခဲ့ပါပြီ။ဒါအပြင် Bernardo Silva, John Stones နဲ့ Andy Robertson တို့လိုဝါရင်ကစားသမားကြီးတွေရဲ့ထွက်ခွာမှုကအင်္ဂလန်မြေရဲ့ခေတ်တစ်ခေတ်ကိုတရားဝင်ညီကုန်းချုပ်လိုက်တယ်လို့ပါပဲဒီလိုဂန္ဓဝင်တွေကိုဆုံးရှုံးလိုက်ရတဲ့ Man City နဲ့ Liverpool အသင်းတို့ဟာလာမယ့်2026-29ရာသီတစ်မှာတော့ဒီပြ Enzo Maresca, Arne Slot တို့နဲ့အတူအသွင်ကူးပြောင်းရေးကာလကိုခက်ခက်ခဲခဲဖြတ်တန်းကြရတော့မှာဖြစ်ပါတယ်ဒါပေမဲ့စိန်ခေါ်သူတွေအားနည်းသွားချိန်မှာပဲအာဆင်နယ်အသင်းအတွက်ကတော့ရွှေရောင်ခေတ်တစ်ခုကိုထူထောင်ဖို့အကောင်းဆုံးအခွင့်အရေးရောက်ရှိလို့လာခဲ့ပါပြီ။ဒီပြမီကေအာဒီတာဟာအသင်းကို22နှစ်ကြာဝေးကွာနေတဲ့ပရီးမီးယားလိဖလားကိုစိုက်ထူပေးနိုင်ခဲ့ပြီးဒုတိယလူဆိုတဲ့အရေးမဲကြီးကနေရုံးထွက်ပေးနိုင်ခဲ့ပါပြီ။အခုဆိုရင်လက်ရှိလူငယ်အင်အားစုတွေနဲ့အတူချန်ပီယံလိဘောလုံးပွဲမှာဖလားရယူဖို့မျှော်လင့်နေတယ်လို့1930ပြည့်နှစ်လွန်နေနောက်ပိုင်းအသင်းသမိုင်းမှာတစ်ခါမှမလုံနိုင်ခဲ့ဘူးတော့ပရီးမီးယားလိချန်ပီယံဆုကိုနောက်တစ်နှစ်ဆက်တိုက်ကာကွယ်ဖို့ကိုပါအားခဲနေတာဖြစ်ပါတယ်။တခြားတစ်ဖက်မှာလည်းပြိုင်ပွဲတွေဖြစ်တဲ့ Chelsea အသင်းကဒီပြစားပြီးအလွန်ဆိုကိုအရာယူကအားသစ်လောင်းကျင်နေပါတယ်။ Newcastle ကလည်းဥရောပပွဲစဉ်တွေမရှိတော့တဲ့အားသာချက်နဲ့အတူအဆင့်အတန်းတစ်ခုကိုပြန်လည်ထိန်းသိမ်းဖို့ကြိုးစားမှာဖြစ်တယ်လို့စပါးနဲ့ဘုံမောက်အသင်းတို့ရဲ့နီးပြသစ်တွေဖြစ်တဲ့ဒီဇာဘီ မာကိုရိုစ်တို့နဲ့အတူအလှည့်အပြောင်းတွေကိုရင်ဆိုင်ရအောင်မှာပါ။တစ်ချိန်တည်းမှာပဲ Crystal Palace ကနေ Oliver Glasner ကထွက်ခွာသွားခဲ့တာကြောင့်ကလပ်အသင်းတော်တော်များများရဲ့နီးပြအဖွဲ့တွေမှာအပြောင်းအလဲတွေအကြီးအကျယ်ဖြစ်ပေါ်နေပါတယ်။ Premier League ရဲ့ဘလူးကြီးတစ်ကောင်ဖြစ်တဲ့ Manchester United ကတော့ဂျာယီနီးပြကနေအတီးဖြစ်လာခဲ့တဲ့ Michael Carrick ရဲ့လက်အောက်မှာအန်အောစရာကောင်းလောက်အောင်ရလက်တွေပြန်တက်လာခဲ့ပါတယ်။ကာရီကင်တွေခဲ့တဲ့18ပွဲမှာ United ဟာလီအတွင်းအမှတ်အများဆုံးနဲ့ဂိုးအများဆုံးအသင်းဖြစ်ခဲ့ပြီးထိပ်သီးအသင်းကြီးတွေကိုပါတောက်လျှောက်အနိုင်ယူပြနိုင်ခဲ့တာပါ။ဒါပေမဲ့လာမယ့်ရာသီဥရောပပွဲတွေကစားရမယ့်ပြက်ကလေးကိုကာရီအနေနဲ့ဘလို့ရင်ဆိုင်ရမလဲဆိုတာကိုတော့စောင့်ကြည့်ရမယ့်ကိစ္စတစ်ခုဖြစ်ပါတယ်။ဒီရာသီရဲ့အဆိုးဆုံးသတင်းကတော့ဝက်ဆန်အသင်း14နှစ်တွင်ပထမဆုံးချိန်တန်းဆင်းသွားခဲ့ရပြီးမီဝေါအသင်းနဲ့အတူချန်ပီယံရှစ်မှာလန်ဒန်ဒါဘီပြန်ကစားရတော့မှာဖြစ်ပါတယ်။သူတို့နေရာမှာ Frank Lampard ရဲ့ Coventry အသင်းကနှစ်ပေါင်း25နှစ်ကြာ Premier League ကိုပြန်လည်တက်လာနိုင်ခဲ့တယ်လို့ Ipswich နဲ့ Hull City အသင်းတို့ဟာလည်း Play-off အဆင့်တွေကိုကျော်ဖြတ်ပြီး Premier League ပြည်စီပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။အချုပ်အားဖြင့်ဆိုရရင်တော့လာမယ့်2026-29ရာသီဟာ Guardiola, Klopp, Mourinho တို့စတင်တွေ့ဆုံခဲ့ကြတဲ့2016ခုနှစ်နောက်ပိုင်းအင်္ဂလန်ဘောလုံးလောကရဲ့တမိုင်းလက်အပြောင်းအဖြစ်ဆုံးတဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးခေတ်တစ်ခုဖြစ်လာတော့မှအသေးချပါပဲဒီလိုအရားသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ 1H2 ကို Like and Follow လုပ်ထားပေးဖို့ပြောကြားရင်းအဆုံးသတ်ပါရစေကျေးဇူးတင်ပါတယ်